ဒူဘိုင်းနိုင်ငံဟာတခါတော့ကသဲပြင်ကြီးပြင်ဘာမှမရှိခဲ့တဲ့မြို့သေးသေးလေးတစ်ခုပါပဲ။လက်ရှိမှာတော့ကမ္ဘာချမ်းသာဆုံးနိုင်ငံတွေကတစ်ခုဖြစ်လာပါပြီ။ဘာကြောင့်များဒီလိုချိန်တိုအတွင်းမှာတိုးတက်ချမ်းသာလာခဲ့တာလဲ။အများအားဖြင့်ဒူဘိုင်းနိုင်ငံမှာရေနံထွက်ရှိတာဖြစ်လို့ဒူဘိုင်းရဲ့ဝင်ငွေအများစုဟာရေနံမှာရရှိတယ်လို့ထင်ကြပါတယ်။ဒီကနေ့ကျတော့ဒူဘိုင်းဟာသူ့ရဲ့ဝင်ငွေရဲ့100%လောက်ကိုရေနံကရရှိတာဖြစ်ပါတယ်။ဒူဘိုင်းနိုင်ငံရဲ့ဝင်ငွေ20%ကျော်ဟာခီးသွွားလုပ်ငန်းကနေရရှိတာဖြစ်ပါတယ်။ဒါပေမဲ့ဟိုးရင်တော့ကဒူဘိုင်းကတော့ဒီလိုမျိုးခီးသွွားတွေအလားများတဲ့နေရာတစ်ခုမဟုတ်ခဲ့ပါဘူး။1999ခုနှစ်မှာဘာရီ ARL လို့ခေါ်တဲ့ကမ္ဘာပထမဆုံးခြေ9ပွင့်ဟိုတယ်ကိုဒူဘောင်းမှာတည်ဆောက်ထားခဲ့ပါတယ်။အဲနောက်မှာတော့စံချိန်တင်မြင့်မားလာတဲ့မိုးမျှော်တိုက်များကိုထပ်ပြီးတော့တည်ဆောက်ခဲ့ပါတယ်။ဘာလီကာလီဖာလို့ခေါ်တဲ့ကမ္ဘာမြင့်ဆုံးမိုးမျှော်ဆောက်ကြီးဟာလေဒူဘိုင်းနိုင်ငံမှာတည်ရှိပါတယ်။ဒီလိုထင်ရနေရတဲ့ဟာကမ္ဘာလေခီးသည်များရဲ့အာရုံကိုဖန်ဆနိုင်ခဲ့ပါတယ်။ယနေ့ခေတ်မှာဒူဘိုင်းဟာနှစ်စဉ်ကမ္ဘာလေခီးသွား16တန်းကျော်ကိုဆွဲဆောင်ထားလျက်ရှိနေပါတယ်။တကယ်အားကျစရာကောင်းတဲ့တိုးတက်မှုတွေလိုပဲဆိုရမှာဖြစ်ပါတယ်ရှင်။